နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်နောက်ဆုံးသတင်းကတော့ဗျာဒီတက်မတော်ကဒီငလင်ပေးကြောင်းပေါ့ဗျာကျွန်တော်တို့ဒီအပြည့်ရက်တယ်ပေါ့တက်မတော်တော့ဒီကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်တယ်အဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်သွေးကြောအုပ်စုလည်းသူတို့လည်းအပြည့်ရက်တယ်ပေါ့ဗျာစသဖြင့်သူတို့ကလည်းခါတော်မီလိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရက်မှုကိုတကယ်ကောကျွန်တော်ဒီလက်နက်ကင်အဖွဲ့တွေကတကယ်ကောသူတို့တွေကျင့်သုံးခဲ့ရလားတကယ်ကောလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါတယ်အဲ့တော့ဒီ KNU အဖွဲ့တွေကကျွန်တော်တို့ယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တစ်ဖက်မှာလည်းဒါစစ်သွေးကြော A ကဒီတက်စကန်တွေဝင်တိုက်တာတွေလုပ်ပါတယ်နောက်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးရင်ကျွန်တော်ချင်းပြည်နယ်ဖလန်းအဲ့တော့အဲဒီချင်းပြည်နယ်ဖလန်းနဲ့အင်းတော်ကိုအကြမ်းဖက်သမားတွေကအလုံးရင်းနဲ့တိုက်ပါတယ်အလုံးရင်းနဲ့တိုက်ပါတယ်အဲ့တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မှုတိုက်ကြတာပါပဲသို့တော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်ခဲ့ပါတယ်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းထုတ်ပြန်ပါတယ်အဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲ့တော့တပ်မတော်ကအပြည့်ရကြအောင်ဘယ်တော့ပဲထုတ်ပြန်ပြန်ဒီတပ်မတော်ကလိုက်နာတော့လည်းပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေကလိုက်နာခြင်းမရှိဘူးဒီလက်နက်ကိုင်ဖွဲ့တွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်ရှင်းမှာတမိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ဖူးခဲ့တဲ့ကျွန်တော်တို့ဥနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါတယ်အဲ့တော့ဗိုလ်ချုပ်ကြီးနေဝင်နှိမ်နေလိုက်ကတပ်မတော်ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကမှအကြမ်းဖက်သမားတွေအင်အားပြုံးလာတဲ့ခါမှာသူတို့လူအင်အားသူတို့အပြည့်ရပြရစီလက်မှတ်ထိုးပြရစီငញ្ញထိုးပြရစီပေါ့ဗျာဒီလိုနဲ့သူအားအင်အားဆိုတယ်ထက်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီလက်ရှိတန်တရားကဒီတိရောက်လာတာပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းဆုံးသိခဲ့ရတာပြီးခဲ့တဲ့တမရာကြီးဦးသိန်းစိန်လက်ထက်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့ NCA တွေလုပ်ခဲ့ကြတယ်ပြီးရင် NLD လက်ထက်မှာလည်း NCA လက်မှတ်ရေးထိုးကြတယ်အဲ့ဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတောင်မှလက်ရှိကာလမှာသူတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာအဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရတဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာထို့တော်လည်းပဲကျွန်တော်တို့ဒီတက်သေးတစ်ခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြမ်းဖက်သမားတွေကအင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြမ်းဖက်သမားတွေထုတ်ပြန်ချက်မှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်အဲ့တော့ဒါကတော့အဲ့လိုဖြစ်တယ်ပေါ့ဗျာဒီပုံမှာတော့ကျွန်တော်အများကြီးမပြောချင်တော့အောင်အားလုံးလည်းကျွန်တော်ဆက်ကြည့်ရမယ်နေတာပေါ့ဗျာအဲ့ဒီအခြေအနေပြီးတဲ့နောက်ပိုင်းမှာဒီကနေ့ညနေဧပြီလ10 ရက်နေ့ညနေ4 နာရီနဲ့မိနစ်40အချိန်မှာတပ်မတော်ကအင်းတော်မှာရှိတဲ့ဒီဂျပန်ကုန်းပေါ့ဗျာဂျပန်ကုန်းတက်ကဘုံကျဲတယ်ပြီးကျွန်တော်4 နာရီ43မှာတစ်ချိန်ဘုံကျဲတယ်2ချိန်ဘုံကျဲတယ်ဘုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ APST ရဲ့ခေါင်းဆောင်ပိုင်းနေအဲ့ဒီကိုလာပြီးတော့အောင်ပွဲခံတယ်ပေါ့ဓာတ်ပုံရိုက်မယ်ပေါ့ပြီးကျွန်တော်ရီးမွန်းလာပါတယ်ပြီးကျွန်တော် KI ရဲ့ကျွန်တော်အင်ဒိုရဲ့ဒီစီးတောင်ကန်တွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းတွေလာတယ်ပြီးကျွန်တော် PDF ခေါင်းဆောင်ပိုင်းတွေလာတဲ့အချိန်မှာဒီစစ်သွေးကြောအုပ်စုတွေကျွန်တော်တို့ဓာတ်ပုံရိုက်မယ်သူလူစုနေတဲ့အချိန်မှာတက်ကနေဘုံကျဲလိုက်တယ်လို့တော့ကျွန်တော်သိရတယ်ပေါ့ဗျာအဲ့တော့ဒီတက်မတော်ရဲ့ဘုံကျဲမှုတွေမှာရင်းမွန်းပါသွားပြီလားပြီးကျွန်တော်အကြမ်းဖက်သမားတွေခေါင်းဆောင်ပိုင်းတွေပါသွားပြီလားကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအင်တော်နဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်သွေးကြောအုပ်စုတွေကဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတပ်မတော်ကတော့ဒီလေကြောင်းနဲ့ပြင်းထန်တဲ့ဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်ရင်းမှုသေးလားမသေးလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ပြီးပဲမိရာကိုနည်းနည်းကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ